နမောတတဗုဒ္ဓဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အင်္ဂါသားသမီးတွေအတွက်တပတ်စာကံကြမ္မာဟောစတန်လေးကိုဖဲပိရင်နီးကိုအသုံးပြုပြီးတော့ဆီယာမရွှေလုံးကဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီတပတ်အတွင်းအင်္ဂါသားသမီးတွေအနေနဲ့စိတ်ညစ်စရာအနှဲငယ်သာကြုံရနိုင်ပြီးကံတရားကတော့အကောင်းဘက်ကိုဦးတည်လို့နေပါတယ်အခုအစပြီးအိမ်အသက်အချစ်သက်ငွေကြီးကံများစတင်ကောင်းလာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုသိုလ်ကောင်းမှုလေးပြုပေးဖို့မမေ့ပါနဲ့လို့မှာကြားချင်ပါတယ်ဆက်လက်ပြီးတော့အချစ်အိမ်အောင်ရေးကိုဟောပြောပေးသွားပါမယ်သားသမီးရဖို့မျှော်လင့်နေသူများအခုတစ်ပတ်အတွင်းမှာသတင်းကောင်းကြားရပါမယ်မိသားစုဝင်များပေါ်မှာစိတ်တိုင်းမကြမှုတွေအနှဲငယ်ရှိနေပေမဲ့အိမ်အောင်ရေးကတော့တာယာနေပါလိမ့်မယ်ငယ်ရွယ်သူများအဖို့ကတော့ကိုယ့်ရဲ့ AIDS ဒါမှမဟုတ်အမျိုးသားငယ်များရဲ့နှောက်ယှက်မှုများကိုကြုံတွေ့ရနိုင်တယ်လို့သတိထားပြီးတော့နေထိုင်တဲ့အချိန်ကာလလည်းဖြစ်ပါတယ်။အချစ်သစ်ကိုစောင့်မျှော်နေသူများအတွက်ကတော့ဒီတစ်ပတ်တွင်းမှာအချစ်သစ်နဲ့ကျင်းတီပေါက်ကြုံတွေ့ရမှာဖြစ်လို့ပျော်ရွှင်ခြင်းတွေကိုလည်းခံစားရအောင်ပါမယ်လို့ပြောချင်ပါတယ်။အလောက်ကိုင်းစီးပွားရေးအရင်ကအလောက်ကြောင့်စိတ်ညစ်ခဲ့ရတာတွေကအခုတစ်ပတ်တွင်းမှာစိတ်ညစ်ရတွေအားလုံးပျောက်သွားပါလိမ့်မယ်။အလုတ်သစ်ရှောက်ထားတဲ့သူတွေကလည်းအလုတ်ရဖို့ရှိပါမယ်။စာချုပ်ချုပ်ဖို့လုပ်ငန်းအသစ်စတင်ဖို့လုပ်နေတဲ့သူများကလည်းအခုတစ်ပတ်တွင်းမှာစပြီးတော့လုပ်ကင်သင့်ပါတယ်။အရင်ကအလုတ်မှာကိုကမကောင်းမြင်ခံခဲ့ရတာတွေကအခုချိန်မှာတော့အကုန်လုံးပျောက်သွားပြီးတော့ချီးမွမ်းခြင်းချီးကျူးစကားပြောခြင်းများကိုကြုံရပါလိမ့်မယ်။မိသားစုမှာလည်းအရင်ကထပ်ပို့ပြီးတော့ဝင်ငွေတွေတိုးပွားနေပါလိမ့်မယ်။ကျမရင်းနေနဲ့ကတော့သွားကြိုက်တာသွားနာတာအနှဲငယ်ကြုံရတတ်ပါတယ်။အခြားယောဂတွေအနေနဲ့ကတော့ဇက်ကြောတက်တာမျိုးတွေညာဘက်အိတ်မပြောတာမျိုးတွေဖြစ်နိုင်လို့စိတ်ကိုအေးအေးထားပြီးအသက်ရှူသွင်းရှူထုတ်လုပ်ပြီးတော့အိတ်တာမျိုးလေးကိုပြုလုပ်ကြည့်ပါ။ပညာရေးနိုင်ငံခြားကံအခြေအနေကတော့အခုတစ်ပတ်တွင်းမှာအညံ့ဘက်ကိုဥတီနေရကြောင်းစိတ်ထဲမှာစာမလုပ်ချင်တာစာလုပ်ရင်လည်းစာမမှတ်မိတာမျိုးတွေဖြစ်နေပါလိမ့်မယ်။ဒီလိုမျိုးကြုံတွေ့နေရပြီဆိုရင်တော့အသက်ကိုခပ်ပြင်းပြင်းလေးရှူသွင်းရှူထုတ်3ချိန်လောက်ပြုလုပ်ပြီးကံကောင်းခြင်းတွေကငါနဲ့မဝေးတော့ဘူးလို့စိတ်ထဲမှာတွေးလိုက်ပြီးတော့နှစ်ချိုက်စွာပြုံးလိုက်ပါဒီတစ်ပတ်အင်္ဂါသားသမီးတွေအတွက်ကံကောင်းစီတဲ့ကိန်းကနန်းများကတော့3 4 9 8 2 5တို့ပဲဖြစ်ပါတယ်ကံအကျိုးပေးတဲ့အယောင်နေနဲ့ကတော့အစိမ်းရောင်အသားရောင်အဝါရောင်တို့ပဲဖြစ်ပါတယ်ဒီတစ်ပတ်တွင်းမှာပြုလုပ်ရမယ့်ရေရာကတော့သွားရင်လာရင်ကိုတက်နိုင်တဲ့ငွေပမာဏကိုပန့်တကူနေနဲ့ဖြစ်ခဲ့ပါတပတ်တွင်3ချိန်လောက်လုပ်ပေးပါကို့မှာရှိနေတဲ့အညံ့ကံတွေအားလုံးပြပြောက်သွားပြီးကံကောင်းခြင်းတွေရောက်ရှိလာပါစေလို့ဆုတောင်းပေးပါ9ရက်သားသမီးများအားလုံးစိတ်ကျမ်းမာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆီယာမရွှေလုံးကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်